Oh what the fuck Retreat oh my god TNC တိုင်းစီတကယ်ကောင်းတဲ့ retreat ပြုချင်းတော့မြန်နေဗျာဒီလားအဲ့လို gas point နေပါရောခုံတာပတ်ဆိုပြန်ခုံလို့ရတယ်ယူရင်းနဲ့ကြီးကိုလည်းကြည့်ကြအောင်လို့ဒီကောင်ရှောက်လုံနေပြီလို့တော့သူ့တတ်မဲ့ကောင်မရှိတော့တော့သွေးတဝက်ဒိုင်ယန်စီစပေးယာစကိန်နဲ့ပြေးလာတယ်ဆိုပေမဲ့မောင်နီရှော့ကတိုက်လာလေးတွေရောက်ရှောင်း Fury of the Phoenix တပေးနောက်မှာတော့ဟာလီဝင်လာပြီး retreat ပေါက်သွားသေးတယ်ဒိုင်ယန်စီတကယ်ကောင်းတဲ့ retreat ပြုချင်းနောက်မှာလေ Yums တကောင်ထက်ကြအောင်အဲ့မှာစစ်ကီနောက်ပြေးက Ace Ball Lens နေနဲ့ကာပေးတယ်စစ်ကီလည်းရောက်တော့ပြန်ထွက်ပေမဲ့လေယိုယိုတွေကပ်ပို့သွားတယ်ဟုတ်တယ်နောက်မှာ Hiroki နှစ်ကောင်တော့ပေးလိုက်ရတယ်1 for 2 trade ကောင်းလိုက်တဲ့ဒိုင်ယန်စီ retreat ဟာရက်ဆက်ပါရက်ဆက်ပါတယ် Ay, oo nga pala, hindi pala Onyx PH yun. Onyx Indonesia nga rin pala si Kyrie, nasa ano na. Eh, wala mo si Kyrie nun? Wala pa. Okay. Pero Onyx Indo yun. Uy, Chensi, nakakalusot. Nag-guess si Rosa. Ang gulo. Ang gulo, ang messy. Wow! It's me and my jowa. Wow! Uwi na siya, uwi na siya. Wow! Pati si Sekay! Wow! Oh my God! Maghanap ng iba, maghanap ng iba. Paano na nanalo, guys? ဦးစင်မအောင်ဘူးဒီဘက်မှာလည်းဗီရှင်လေးတော့ထပ်ပြထားတယ်ဆိုတော့နောက်မှာစကန်လောက်တော့စပြီးတော့လုံနေ Ace box နဲ့ဆိုတော့လောရလေအရင်တိုးမလို့အော် retribution TNC ရောက်ယူရနေတယ်ဟဲ့ဟုတ်တယ်ဟာ TNC ကအားရ5 man ဝါရောက်နေဟုတ်တယ် TNC ဆော့ပြနေပြီဟာလေးနဲ့ Arahin dong ke ini Bungkor sama Renjah guys Buset Nah semua Lah Kok hari yang dapat Buset Sekis mati anjir guys menjadi sebuah pertandingan sangat mahal dan buruk sedangkan permasalahan dari tim Aurora mereka hanya kehilangan si Gibum Kelihatan dong itu Valentina sorry kelihatan itunya Oke lo Oh spell của Shawn nó đi hold it Retreat oh my god TNC thì kê con này player nó to trả này hiểu gì Si kế tỷ vì lấy si kế tỷ hóa vì quay à pi hóa vì hiểu gì quay à pi hóa vì quay à pi hóa vì quay à pi hóa vì Stormy 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 လို့ဆိုတော့ဒီဘက်မှာ innocent လိုက်ပြီးတော့ spray တွေတော့လိုက်ဖြန်းနေရဲဆိုတော့ Money Sugar မှန်သွားလားဆိုတော့မှန်တော့မမှန်သွားဘူးဗျဆိုတော့ TNC နေနဲ့ retribution ပေါက်နေတယ်တော့ပဲ oh TNC retribution တော့ရအောင်ယူသွားနိုင်သေးတယ်ဆိုတော့ဒီဘက်မှာYansky တကောင်စားပြီးတော့ကြာသွားပြီကာလီယာ Stakis ပြီးတော့ပြေးနေသေးတယ်ဆိုပေမဲ့ Banjet damage အောက်မှာပဲ Yansky တကောင်ပြန်ပြီးတော့ကြာသွားပြီတစ်ဖက်မှာတော့ကျွန်တော်တို့ Innocent Hero Kit တကောင်တော့ပြန်ရတာလေဆိုပေမဲ့ Grand ကျွန်တော်နေပြီ Stormy position ကဖင်ပေါ်နေတယ် Arcane Shake Flicker လေးနဲ့ပဲတော့အောင်ပြေးထားနိုင်သေးတယ်ဗျာဆိုတော့ Lock